ကျွန်တော်တို့ဒီနေ့မှာရွှေပေါ့နော် SAU USD နိုဝင်ဘာ4ရက်အင်္ဂါနေ့ရွှေကိုကြည့်အောင်ပေါ့နော် Analyzer Loss ပြအောင်ဆိုတော့15မိနစ်5မိနစ်10မိနစ်ပေါ့နော် H1 တို့ကကြာတော့မိနစ် sorry H4 H1 တို့ကမိနစ်ကကျွန်တော်လောက်ထားပြီးပြီပေါ့နော်နေတိုင်းလောက်စရာမလိုဘူးပြီးလို့ရှိရင်ရွှေကအရန်အတက်ကြ H4 time frame အကြည့်မှာအရန်အတက်ကြဖြစ်ထားတာမဟုတ်တော့ H4 တို့ဘာလို့အနေတိုင်းလောက်စရာမလိုဘူးဖြစ်တယ်ဆိုတော့15မိနစ်ကျွန်တော် day trade ဆိုတော့15မိနစ်5မိနစ်10မိနစ်ပေါ့နော်ကဲပထမအဆုံးအနေနဲ့ကျွန်တော်စရအောင်ပေါ့နော်စရအောင်15မိနစ်ကိုအရင်15မိနစ်မှာကျွန်တော်တို့မှာ higher low higher high higher low higher high higher low ကကြတော့ဒီနေရာလေးဖြစ်နိုင်တယ်ပေါ့နော်ဒီနေရာလေးဖြစ်နိုင်တယ်ဆိုတော့ဒီပုံစံမျိုးလေးသွားနိုင်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်ကြည့်ရမှာဒီ zone ကို BOS ပေးထားတယ်ပေါ့နော်ဒီ zone ကို boss ထပ်မပေးသေးဘူးပြန်တက်လာလို့ရှိရင်ပေးနိုင်တယ်ပေါ့နော်ဆိုတော့ဒီမှာဆိုတော့ဒီ zone ကလေးဖြစ်နိုင်တယ် higher low ဒီပုံစံမျိုးကြာလာလို့ရှိရင်ကျွန်တော်တို့ဘန်ကိုကြည့်ထားတယ်ပေါ့နော်အောက်က zone ကရောဒီ zone ကနေဘန်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ချိုးဖြစ်စောင့်တာကောင်းတယ်ပေါ့နော်5မိနစ်တို့ချိုးဖြစ်5မိနစ်မှာဒီဘန်ဖို့အတွက်က5မိနစ်မှာဒီ BOS ထားပေးတယ်ဆိုလို့ရှိရင်တော့ပိုကောင်းတယ်ပေါ့နော်10မိနစ်မှာဘန်မယ်ဆိုလို့ရှိရင်ဒီနေရာမှာ10မိနစ်မှာရေတို့ပြီးရင်10မိနစ်ကိုသွားမယ်ပေါ့နော်ဟို15မိနစ်ဆိုတော့ရောကုန်မှာဆိုလို့โอเคကျွန်တော်တို့โอเคဒီဇုံကလည်းဒီပုံစံမျိုးတက်သွားနိုင်တယ်ဘိုင်ဝါကကြတော့ကျွန်တော်တို့ BOS trade ဟိုထပ်ဆောင်ရမယ်ပေါ့နော်โอเคဒီဇုံကလည်းကျွန်တော်တို့ဘိုင်မယ်ဒီပုံစံမျိုးချိန်ထားရတယ်ပေါ့နော်ကျွန်တော်ကတော့ဆိုတော့ဒီမှာ BOS ပေးတယ်ဒီမှာ BOS ထပ်မပေးသေးဘူးဒီနေ့ပေးမလားမပေးဘူးလားဆိုတော့ကျွန်တော်စောင့်ကြည့်အောင်ပါပေါ့နော်ဆိုတော့ဒီဇုံကလေးတက်သွားနိုင်တယ်ဒီအောက်ကဇုံလို့လာနိုင်တယ်ဒါ15မိနစ်မှာပေါ့နော်โอเคကျွန်တော်ပြန်ဖြည့်လိုက်မယ်ပေါ့နော်ရှင်းရှင်းလင်းလင်းကြည့်လို့ရအောင်ဆိုတော့ကျွန်တော်တို့5မိနစ်ကိုဆင်းရအောင်ပေါ့နော်5မိနစ်ကိုဆင်းရအောင်5မိနစ်မှာဆင်းရအောင်5မိနစ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ BOS ပေးတယ်ပေါ့နော်မနေ့က BOS ပေးတယ် BOS ပေးပြီးတော့ကျွန်တော်တို့ဒီမှာ BO1 ကနေကြာလာတယ် BOS boss ပို့ပဲဒီမှာဆိုလို့ရှိရင် endorsement ကြာလာတယ်ပေါ့နော်ဆိုတော့ဒီဇုံကို BOS ထားပေးတယ်ဆိုလို့ရှိရင်ဒီပုံစံမျိုးဆေးလို့ရမယ်ဒီဇုံကိုပေါ့နော်ပြီးလို့ရှိရင်ဒီဇုံကနေပြန်ပန်လို့ရမယ်ဆိုတော့ဒီဇုံကို BOS ထားမပေးတော့ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီဇုံရှိတယ်ပေါ့နော်ဒီဇုံကိုဒီလိုမျိုး break out ဖြစ်တယ်ဆိုလို့ရှိရင်ဒီပုံစံမျိုးကျွန်တော်တို့ဒီဇုံထိဝေလို့ရမယ်ဆိုတော့ဒီအပေါ်မှာဇုံရှိတယ် high zone ဒီဇုံကိုကျွန်တော်တို့ BOS ထားပေးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပို့ပဲလာလို့ရှိရင်ဟိုအပေါ်ကိုတင်လို့ရမယ်ပေါ့နော်5မိနစ်ပါဆိုတော့ဒီဇုံကိုကျွန်တော်တို့ကိုလက်ရှိမှာကျွန်တော်ဒီဇုံကိုကြည့်ရမယ်ပေါ့နော်ဒီဇုံကနေပုံစံမျိုးတက်ပြီးတော့ကျွန်တော်တို့ဘန်ဖို့က5မိနစ်မှာဘန်ဖို့ကလုံးဝဘန်ဖို့ကောင်းတဲ့အချိန်ကဒီဇုံကို pause ပေးပြီးတော့ပို့ပဲပြန်လာတဲ့အချိန်ဆိုတော့10မိနစ်မှာပတ်မယ်ဆိုလို့ရှိရင်ဒီမှာဘန်အသေးလေးဒီမှာဇုံအသေးလေးရှိတယ်ဒီဇုံအသေးလေးကိုချောပေးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရေလိုဘန်လို့ရမယ်ပေါ့နော်ဒီ4025ထိဆိုတော့ကျွန်တော်ဒီဇုံကနေလေဒီပုံစံမျိုးလေးဒီဇုံကို post မပေးသေးရင်ကျွန်တော်တို့ရှေးဒီပုံစံမျိုးလေးလာနိုင်သေးတယ်ပေါ့နော်အောက်ကိုဖောက်ပြီးတော့လာနိုင်သေးတယ်ကျွန်တော်ပြန်ဖြည့်လိုက်တယ်ပေါ့နော်တစ်ခုပြီးတစ်ခုပြတာပိုကောင်းတယ်โอเคဒီပုံစံမျိုးကျွန်တော်တို့10မိနစ်မှာဆိုလို့ရှိရင်တော့ဒီနေရာမှာချောပေးတယ်ဆိုလို့ရှိရင်တော့ဘန်လို့ရမယ်ဒီနေရာမှာပြန်ရောက်ဖို့ကကြတော့1မိနစ်ချောလို့ရပေါ့နော်
ဒီပုံစံမျိုးဒီနေရာမှာ viewer space တွေဆိုလို့ရှိရင်တော့ရောင်းဖို့ကတော့ပိုကောင်းတယ်ပေါ့နော်ဒီပုံစံမျိုး okay နောက်ထပ်ကျွန်တော်တို့ဘန်ဖို့ဆိုလို့ရှိရင်တော့9မိနစ်ဒီမှာဆုံးရှိတယ်4033ဆုံးကိုကျွန်တော်တို့ browse ဖြည့်သွားတယ်ဆိုလို့ရှိရင်ကိုယ့်ဘက်ပြန်လာလို့ရှိရင်ကျွန်တော်အပေါ်တင်လို့ရတယ်ဒီပုံစံကျွန်တော်တို့အောက်ကိုလာတယ်ဆိုလို့ရှိရင်လေဒီဆုံးကနေကျွန်တော်တို့ဆေးဘန်လို့ကြည့်လို့ရမယ်ပေါ့နော်ဒါ9မိနစ်ဆုံးဒီမှာ boss မပေးသေးဘူး boss မပေးသေးဘူးဆိုတော့ဒီပုံစံမျိုးလေးတက်သွားနိုင်တယ်တက်သွားနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘန်လို့ရှိရင်ဒီဆုံးလောက်ပဲဒီ view လို့ကောင်းတယ်ပေါ့နော်ဒီဆုံးကို viewer space တွေဆိုလို့ရှိရင်တော့ကျွန်တော်ဒီကာထားလို့ရမယ်ပေါ့နော်4000နဲ့30နဲ့နေဆုံးကိုကျွန်တော်တို့ပေါ်ဖောက်တက်တယ်ဆိုလို့ရှိရင်6ပဲပါစောင်းပြီးတော့ကျွန်တော်ဘန်လို့ရမယ်ဒီဆုံးကိုမဖောက်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်10မိနစ်မှာ show ဆောင်ပြီးတော့ရောင်းလို့ရနိုင်သေးတယ်ပေါ့နော်ကဲပြီးလို့ရှိရင်ကျွန်တော်10မိနစ်ကိုသွားရအောင်ပေါ့နော်10မိနစ်ကိုတစ်ရှိတော့သွားရအောင် skipping သမားတွေက10မိနစ်မှာညတော့အပြင်ထွေးကြတယ်ပေါ့နော်ကျွန်တော်ကတော့10မိနစ်5မိနစ်ထွေးတယ်ဆိုတော့10မိနစ်မှာကျွန်တော်ကြည့်ရအောင်ဆိုတော့10မိနစ်မှာဆိုလို့ရှိရင်ရှည်ဝေးဝေးတော့ကြည့်စရာမလိုဘူးပေါ့နော်အဓိက5မိနစ်5မိနစ်ရဲ့ supplement သမားဆုံးတွေကြည့် higher low ဆုံးတွေပေါ့နော်ကြည့်ရင်အဆင်ပြေတယ်ဆိုတော့ကျွန်တော်တို့10မိနစ်မှာရင်ကြည့်အောင်အခုမှစတဲ့သူဆိုလို့ရှိရင်တော့ higher low တွေဆွေးလိုက်ပေါ့နော်လွယ်လွယ်လေးဖြစ်အောင်ကြည့်ရတော့ရှင်းသွားတာ5မိနစ်ဆုံးကနေတက်တယ်ပေါ့နော်5မိနစ်ဆုံးကနေတက်တယ်ကြာမယ်ဆိုလို့ရှိရင်ဒီပုံစံမျိုးလာမယ်တက်မယ်ဆိုလို့ရှိရင်တက်အောင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဆုံးကိုပေါ့နော် lower high ဆုံးကိုကျွန်တော်တို့ချော့ပေးတယ်ဆိုလို့ရှိရင်6ပဲလာတယ်ဆိုလို့ရှိရင်ဒီပုံစံမျိုးကျွန်တော်တို့ဒီဆုံးကိုပေါ့နော်ဗန်လို့ရမယ်ဆိုတော့ဒီဆုံးမှာ TV1 အပေါ်မှာ TV2 ဒီပုံစံမျိုးဗန်လို့ရမယ်ခုလက်ရှိမှာတော့ကျွန်တော်တို့ချောတွေပါမပေးသေးဘူးပေါ့နော်ပေးတာမတွေ့ရသေးဘူး5မိနစ်ကလည်းတက်သွားတာเนาะ5မိနစ်တမိုင်းဆုံးကလည်းတက်တာ5မိနစ်တမိုင်းဆုံးဆိုလို့ရှိရင်ကျွန်တော်တို့ trade ခြေလိုက်မယ်ပေါ့နော်မြင်ကွင်းခြေလိုက်မယ်5မိနစ်တမိုင်းဆုံးပါဆိုလို့ရှိရင်ကျွန်တော်တို့5မိနစ်တမိုင်းဆုံးဆိုတော့ဒီဇုံထိဘန်မယ်ဆိုလို့ရှိရင်ဥပမာပြောပြတာပါနော်ဒီဇုံကိုကျွန်တော်တို့ဒီဇုံ higher high lower high ဒီမှာ lower low ဒီမှာ lower low ဆိုတော့ကျွန်တော်တို့ဘန်ဖို့အတွက်ဆိုလို့ရှိရင်ဒီဇုံကိုဒီလိုမျိုးချောပေးပြီးတော့ပြန်လာလို့ရှိရင်ဒီပုံစံမျိုးဘန်လို့ရတယ်ပေါ့နော်ရေလိုလေးတွေဒါတော့ skill trade တဲ့တူတွေပေါ့နော်ဆိုတော့ကျွန်တော်ခုနကနည်းနည်းချုံလိုက်မယ်ပေါ့နော်ပြန်ချုံလိုက်မယ်ပြန်ချုံလိုက်မယ်ဆိုတော့ဒီဇုံကိုလက်ရှိမှာဒီဇုံကိုပေါ့နော်ဒီဇုံကိုချော့ပေးတယ်ဆိုလို့ရှိရင်ဒီပုံစံမျိုးကိုပဲလာတာဆောင်းပြီးတော့ကျွန်တော်တို့ဘန်လို့ရတယ်။ဒါမှ TV1 TV2 ဆိုပြီး10မိနစ်မှာပေါ့နော်။ဒီချုံမပေးသေးဘူးဆိုလို့ရှိရင်လေကျွန်တော်တို့ဒီပုံစံမျိုးလေးကြာလာနိုင်တယ်ပေါ့နော်။ဒီပုံစံမျိုးလေးကြာပြီးတော့ချက်ပေးတယ်။ဒီမှာ BOS ဒီမှာ BOS ဒီမှာ BOS ပေးတယ်ပူပဲပြန်လာတယ်ကြာတယ်ပေါ့နော်။ဒီမှာ BOS ပြန်လာတယ်ပူပဲပြန်လာတယ်ဆိုတော့ဒီမှာ lower height zone ကိုကျွန်တော်တို့ browse ဖြစ်တယ်ဆိုလို့ရှိရင်ပူပဲဆောင်းမယ်ပိုင်းပေါ့နော်။ဒါတော့10မိနစ်ပါ။ဒီနေ့ကတော့ဘန်ဟုတ်ပေါ့နော်10မိနစ်မှာရော10မိနစ်မှာတော့ဘန်ဆေးလောက်ရတာလောက်လို့အဆင်ပြေတယ်ပေါ့နော်ဘန်ရောဆေးရောကျွန်တော်တို့15မိနစ်တော့5မိနစ်မှာထွေးတဲ့သူတွေကြတော့10မိနစ်ကိုစင်းကြအောင်တိုက်ပြီးတော့မလိုဘူးပေါ့နော်
5 မိနစ်ကိုပြန်ကြည့်အောင်5 မိနစ်ဆက် internet line ကလည်းတိတ်မကောင်းဘူးထင်တယ်ဆွေးထားတဲ့ဟာတွေအကုန်လုံးပြုတ်ပါโอเคဒါတော့5 မိနစ်မှာပေါ့နော်ကိုသိချင်တာရှိရင်လည်း comment မှာရေးထားပေးခဲ့ပါနော်အဲ့တော့15 မိနစ်ကျွန်တော်ကရွှေကိုပဲအဓိက trade လုပ်တယ်ပေါ့နော်ရွှေကိုတစ်ခုတည်းပဲ trade လုပ်တယ်ဆိုလို့ရှိရင်ဦးနောက်အာရုံမစားတော့ဘူး currency link ခုလောက် link 10ခုရှိသမျှကိုပတ်ပြီးတော့ကျင့်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခေါင်းစားတယ်ပေါ့နော်အာရုံလောက်တယ်အဲ့တော့ကြောင့်မလို့ရွှေတစ်ခုလေးပဲကျွန်တော် trade တယ်ဒါတော့15 မိနစ်မှာပေါ့နော်ဒီပုံစံမျိုးကျွန်တော်တို့15 မိနစ်မှာပန်ဆုံးကတော့ဒီဆုံးပေါ့နော်3914ပြီးလို့ချင်းလက်ရှိမှာလေးတော့ဓမ္မဆုံးကလည်း 5 minute ဓမ္မဆုံးကဒီဆုံးက endorsement နေနဲ့ဟိုကလာစားတယ်ဆိုလို့ရှိရင်ဘန်ကိုကြီးထားတယ်ပေါ့နော်ကျွန်တော်ဒီပုံစံမျိုးမကြတော့ဘူးဆိုလို့ရှိရင်ဒီဆုံးကို VO spray တယ်ဆိုလို့ရှိရင်တော့ဒီပုံစံမျိုးလာပြီးတော့ဒီပုံစံမျိုး save တွေ့ကြည့်မယ်ပေါ့နော်ဒီပုံစံမျိုးကဲပါအားလုံးစင်ပြေကြပါလို့ပေါ့နော်ညီကိုလေးတခုခုတယောက်အတွက်ကြောက်ကိုပြုံးမယ်လို့ညှော်လင့်ပါတယ်အောင်မြင်ပါစေ trading လောက်တိုင်းမှာလည်းကိုနဲ့ rule နဲ့ကန့်ညီအောင်ဒီ site ရှိနဲ့စောင်းပြီးမှ TP store လို့လေးထားပြီးတော့ trade အကောင်းဆုံးပေါ့နော်သူများတွေဘလောက်ပဲများဘလောက်ပဲရှုံကိုကစိုက်ဝင်စားစရာမလိုဘူးအတိကကိုမြတ်ဖို့ကိုကရည်ရှိမရတင်နိုင်ဘူးအဲ့ဒါကိုအာရုံထားပါတော့တယောက်နဲ့တယောက်ကတော့ site နဲ့သဘောတော့မတူကြဘူးအမြင်အာရုံလည်းမတူကြဘူးဖြစ်တယ်ဆိုတော့ကျွန်တော်တို့ market နဲ့ market မှာကိုနဲ့ဘယ်လိုပုံစံမျိုးကိုက်ညီမလဲကိုနဲ့ကိုက်ညီတဲ့ပုံစံမျိုးကိုရှာဖွေပြီးတော့ trade လောက်တာတော့အကောင်းဆုံးပေါ့နော် lower ကြီးလို့လည်းမရဘူး management လေးအမြဲတမ်းရှိရမယ်ပေါ့နော်ကဲဒီနေ့ကတော့ဒီလောက်ပဲပေါ့နော်ဒါကတော့15 မိနစ်5 မိနစ်10 မိနစ်မှာ analyze လောက်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်